မိုးရေထဲမှာလဲကျနေတဲ့သစင်ကိုမနေ့ရောင်ကားပိုင်ရှင်အမျိုးသမီးတယောက်ကတိတ်တိတ်လေးကြည့်နေခဲ့တယ်ကလေးနေအစင်ပြေရဲ့လားနူးညံ့တဲ့အတန်တစ်ခုကသစင်ရဲ့နားထဲဝင်လာခဲ့တယ်သစင်ကအားနေတဲ့မျက်လုံးတွေနဲ့သူမကိုကြည့်လိုက်တယ်ပြီးတော့တတိလစ်သွားခဲ့တယ်တတိပြန်ရလာတဲ့အချိန်သစင်ကမမြင်ဘူးတဲ့အခန်းတစ်ခုထဲမှာရောက်နေခဲ့တယ်မကြောက်နဲ့အခုကစပြီးနေလုံးအဲ့ဒီစကားတွေကသစင်မကြားဘူးတဲ့နှွေးထွေးမှုဖြစ်ခဲ့တယ်သစင်မသိခဲ့တာတခုရှိတယ်သူမကိုကယ်ခဲ့တဲ့အမျိုးသမီးကချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်ဒေါ်တီတာဆိုတာကိုပေါ့တစ်ဖက်မှာတော့မိမြက်ကသူလှုပ်ခဲ့တာအတွက်နောင်တမရခဲ့ဘူးဒါပေမဲ့သစင်ရဲ့ဘဝကအဲ့ဒီညကစပြီးလုံးဝပြောင်းလဲသွားတော့မယ်ဆိုတာမိမြက်မသိခဲ့ဘူးလေသစင်အတွက်ဒီလိုအိပ်ရာကောင်းကောင်းနဲ့အခန်းလှလှလေးမှအိပ်ရတာပထမဆုံးအကြိမ်ဖြစ်ခဲ့တယ်ဒေါ်တီတာကသစင်ကိုတမီးတစ်ယောက်လိုဂယုစိုက်ခဲ့တယ်ပညာကလူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲနိုင်တယ်ဒေါ်တီတာရဲ့စကားကိုသစင်မှတ်ထားခဲ့တယ်အဲ့ဒီနေ့ကစပြီးသစင်စူးစမ်းဖို့ဆုံးဖြတ်လိုက်တယ်တစ်ဖက်မှာတော့မင်းမြက်ကချမ်းသာတဲ့ဘဝကိုပဲအိမ်မက်မက်နေခဲ့တယ်မင်းမြက်ရဲ့ရီးစားကသူထင်ထားသလိုလူကောင်းမဟုတ်ခဲ့ဘူးဒါပေမဲ့မင်းမြက်ကတော့အဲ့ဒါကိုမမြင်ခဲ့ဘူးအဲ့ဒီအချိန်မှာသစင်ကတော့သူမဘဝကိုပြောင်းလဲဖို့ပထမဆုံးခြေလှမ်းဆက်မိခဲ့ပြီအခုကကောင်းကနေပြီးဇလန်တွဲတွေတင်ဆက်ပေးမှာမို့ follow လုပ်ထားခဲ့နော်သစင်ကဒေါ်တီရာရဲ့အိမ်မှာနေသားကြလာခဲ့တယ်ဒါပေမဲ့သူမရဲ့အတိတ်ကိုတော့မေးမရခဲ့ဘူးတနေ့မှာဒေါ်တီရာကသစင်ကိုကြောင်းအပ်ပေးခဲ့တယ်ငါတကယ်ပျော်လို့ရနိုင်သေးတာလားသစင်ရဲ့မျက်လုံးထဲမှာမျောလင့်ချက်တွေပြန်ပေါ်လာခဲ့တယ်ဒါပေမဲ့ဒေါ်တီရာမှာသစင်မသိသေးတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေခဲ့တယ်နေ့တိုင်းတတိနေခဲ့တာပါအဲ့ဒီလျှို့ဝှက်ချက်ကသစင်ရဲ့အမေမဆုံးခင်ကဒေါ်တီတာနဲ့ပတ်သက်နေခဲ့တာကျမလာလားတစ်ဖက်မှာတော့ကျမလာနေမြက်ကလက်ထပ်ဖို့ပြင်နေခဲ့တယ်ဒါပေမဲ့သူမချစ်တဲ့ယောက်ျားကပတ်စံကိုပဲစိတ်ဝင်စားနေခဲ့တယ်အဲ့ဒီညမှာဒေါ်တီတာကသစင်ကိုကြည့်ပြီးနင့်အမေအကြောင်းပြောစရာရှိတယ်လို့ပြောလိုက်တယ်